ရာလာတယ်ဘောနော်ဒီမှာညနေပဲဆိုတော့ခါကြတော့ဒီ line ကအရန်ကြီးလာတယ်ဘောနော် line ဆက်တော့ပုတ်လိုက်ဆိုတော့ဒီ line စီးတဲ့သူတွေ line စီးတဲ့ပုံနဲ့အရန်ဆက်ပြီးတော့โอ้ยဒီမှာဆရာကြီးပေါ့နော်ညနေခင်းဆိုတော့ဖြစ်အရာတော်စရာကြီးမရှိဒီနေရာကျတော့ခိုင်းတော့ကဲမြို့မှာရှိတဲ့တန်းချီအကြိုက်တွေ့ရဲ့နေရာကိုကျတော့ဒီလိုမျိုးခေါ်လဲဆိုရင်ကျန်းလောင်းပါကြီးတန်းချီပေါ့နော်အဲ့လိုမျိုးပေါ့နော်ပြောစရာโอเคဘိုင်ဘိုင်နောက်ကြည့်ကြမှာပြန်လဲဆိုပြီးတော့နော်မင်္ဂလာပါတင်ချင်းတို့ရေဒီမှာဆိုလို့ရှိရင်ဒါလောကထုံနေပေါ့နော်ဒါပေမဲ့မိလေးပါလို့မရှိတော့ဘူးဒီမှာကြည့်ကြည့်ပေါ့နော်တော်တော်တူတွေမရှိဘူးလောကထုံနေမှာငားများတဲ့သူတွေပဲရှိတယ်ပေါ့နော်ဒီမှာကြည့်ကြတော့ဒီမှာချင်းတို့ဒီနားလေးတော့နော်ဒီလိုဒီနားတော့ငါကတားတယ်ဒီလိုနော်ဒီမှာတားတော့ပြင်လို့ဖြစ်ပြီလို့ဖြစ်ပြီတော့ဒီကပရရနေတယ်လွတ်တော့ငှက်နေကြတယ်ဆိုတော့